ရန်ကုန်တိုင်းဒေသကြီးမှာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ်18ဦးထပ်မံတွေ့ရှိကြောင်းကျန်းမာရေးဝန်ကြီးဌာန MOH ရဲ့ဇွန်လ3ရက်နေ့နနက်8:00 နာရီအပတ်စဉ်သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မေလ25ရက်မှဇွန်လ1ရက်နေ့ရက်သတ္တပတ်အတွင်းဓာတ်ခွဲနမူနာစုစုပေါင်း1988ခုကိုစစ်ဆေးပြီးစီးခဲ့ရာဓာတ်ခွဲအတည်ပြုလူနာသစ်18ဦးတွေ့ရှိခဲ့တာလို့ဆိုပါတယ်။ MOH ရဲ့ထုတ်ပြန်ချက်အရလိုင်မြို့နယ်မှာ3ဦးကမာရွတ်မရန်ကုန်နယ်အလုံးမြို့နယ်တို့မှာ2ဦးစီရွှေပြည်သာဗုဒ္ဓထောင်စကြီးခနောင်တို့ပစွန်တောင်ပပဲတန်းတင်ငန်းကျွန်းလှိုင်သာယာနဲ့တကုံမြို့တစ်မြောက်ပိုင်းစားတဲ့မြို့နယ်တွေမှာ2ဦးစီတွေ့ရှိခဲ့တာလို့သိရပါတယ်။အစီရင်ခံကာလအတွင်းယောဂပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ3.96ရာခိုင်နှုန်းဖြစ်ပြီးပြင်းထန်လူနာအထူးကြက်မှတ်ကုသပေးရတဲ့လူနာနဲ့ COVID-19 ရောဂါနဲ့သေဆုံးလူနာမရှိခဲ့ကြောင်းထုတ်ပြန်ပါတယ်။ယခုတွေ့ရှိရတဲ့ဗီဇပြောင်းပိုးတွေဟာကမ္ဘာနိုင်ငံတွေမှာလည်းကူးစက်လျက်ရှိပြီးပြင်းထန်မှုမရှိတဲ့မျိုးကွဲတွေဖြစ်တာကြောင့်လက်ရှိထိုးနှံပေးနေတဲ့ယောဂကာကွယ်ဆေးတွေနဲ့ထိရောက်စွာကာကွယ်နိုင်တယ်လို့သိရပါတယ်။ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လေဆိပ်စိတ်ကန်းနဲ့နေဆက်ကိတ်တွေမှာယောဂစောင့်ကြပ်ကြည့်ရှုခြင်းတန်တရားလက္ခဏာရှိသူတွေကိုဓာတ်ခွဲစစ်ဆေးခြင်းမျိုးရိုးဗီဇပြောင်းလဲမှုစစ်ဆေးခြင်းနဲ့ကာကွယ်ဆေးထိုးနှံပေးခြင်းတွေဆောင်ရွက်လျက်ရှိတယ်လို့ထုတ်ပြန်ထားပါတယ်။မြန်မာနိုင်ငံကို COVID-19 ရောဂါစတင်ရောက်ရှိချိန်2020ပြည့်နှစ်မတ်လ23ရက်မှ2025ခုနှစ်မေလ17ရက်နေ့အထိရောဂါဖြစ်ပွားသူ6,433,242 ဦးရှိခဲ့ပြီးရောဂါကြောင့်သေဆုံးသူ19,494 ဦးရှိခဲ့ကြောင်းကျန်းမာရေးဝန်ကြီးဌာနမှသိရပါတယ်။ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ဆောင်ရွက်နိုင်မှုကြောင့်2023ခုနှစ်မေလ23ရက်နေ့မှာ COVID-19 ရောဂါနဲ့သေဆုံးခဲ့သူကိုနောက်ဆုံးတွေ့ရှိခဲ့ရပြီးရောဂါနဲ့ထပ်မံသေဆုံးမှုမရှိတာ2နှစ်ကျော်အချိန်ကာလရှိပြီလို့သိရှိရကြောင်းပါခင်ဗျာ